အခုပဲခေတ်သစ်မီဒီယာကပဲထုတ်ပြန်လာတဲ့အကြောင်းအမှဆိုတော့ဒီ NNA ရဲ့ဗိုလ်မှူးကြီးတာဘန်လာကဘယ်လိုထုတ်ပြန်သွားလဲဆိုတော့ UNG အပါအဝင်တိုင်းသားမဟာမိတ်အဖွဲ့အစည်းများနဲ့လက်တွဲပြီးတော့ဒီစစ်အာဏာရှင်အမြင့်ပြတ်ရဲ့အတွက်ဆက်လက်တိုက်ပွဲတော့ဝင်သွားမယ်လို့ပဲဒီဗိုလ်မှူးကြီးတာဘန်လာကပြောသွားတယ်ပေါ့နော်တစ်ဆက်တည်းပဲပြောရမယ်ဆိုရင်တော့စစ်ကောင်စီကလာဆိုမျိုးကိုပြန်ပေးနိုင်မကြသေးပါဘူးဒါပေမဲ့နောက်ချို့ကိုပြန်လဲသိမ်းပိုက်နိုင်ဖို့အတွက်တရုတ်ရဲ့အကူအညီနဲ့ဖိအားတွေပေးလိုက်ပြန်ပြီကျွန်တော်စောစောကပြောထားတဲ့အတိုင်းပဲစစ်ကောင်စီကသူကမရဘူးဆိုတော့တရုတ်ရဲ့ချစ်ဘွားကိုသွားဖက်ပြီးတော့ကျွန်တော်အကူကြီးပါကျွန်တော်ဒီမျိုးကိုပြန်လို့ချင်တယ်အမျိုးမျိုးသူတောင်းပါပဲဒီသို့တော်လည်းဒီ TNA ဗိုလ်မှူးကြီးချုပ်ပြောထားတဲ့စကားလေးအတိုင်းပေါ့နော်ကျွန်တော်တို့မှာဖိအားတွေရှိပါတယ်တရုတ်ရဲ့ဖိအားတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခက်တက်ခတ်သိပ်ပိုက်တာတဲ့မျိုးကိုကျွန်တော်တို့လွယ်လွယ်လေးနဲ့စစ်ကောင်စီထံပြန်လည်ပြီးတော့ပေးအားသွားမှာမဟုတ်ဘူးလို့ပဲသူထုတ်ပြန်သွားတယ်ပေါ့နော်တော်တော်လေးကိုလေးစားဖို့ကောင်းတဲ့ဗိုလ်မှူးကြီးတာပန်းတာပါဒီ NLD ကဘယ်လိုရေးထားလဲဆိုတော့ဒီစစ်ကောင်စီကိုအမြင့်ပြတ်တာမတိုက်ခိုက်နိုင်ဘူးဆိုရင်တော့နောက်လာမဲ့လူငယ်များတွေလည်းဒီလိုပဲအပြစ်ခရဆရေးလောက်လိုက်တိုက်ပွဲဖြစ်လိုက်နေပဲတန်တရားလဲသွားမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့စစ်ကောင်စီမြင့်ပြတ်ရေးအတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သားမယ်လို့ပဲသူပြောသွားတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့တိုင်းသားလက်နက်ကန်အဖွဲ့အစည်းများနဲ့သူပူးပေါင်းပြီးတော့သူတိုက်ပွဲဝင်သားမှာပေါ့သူအဲ့လိုပဲပြောသွားတယ်။ပြောသွားတာမကြသေးပါဘူးဒါပေမဲ့စစ်ကောင်စီကထုံးစံအတိုင်းလေနဲ့လာကျဲတယ်ဘုံနဲ့လာကျဲတယ်သူတို့လှုပ်ရှားစီတာဒီတလောက်ပဲစီးတယ်သူတို့လူကတော့မသွားနိုင်တယ်သို့တော်လည်းလေကတော့သွားနိုင်တယ်ဖြစ်တဲ့အတွက်သူတို့လေနဲ့ပဲတရေဆက်ကျဲချသွားတယ်ကျဲချသွားတဲ့နေရာမြောက်ပြန်ကြည့်ချင်းလို့ဆိုလဲဒီတိုင်းသားလက်နက်ကန်အဖွဲ့အစည်းတွေစီးတဲ့နေရာမှာဟိုလည်းပြည်သူလူထုရဲ့နေအိမ်တွေအဆောက်အဦတွေသာသနာနယ်မြေတွေပဲသူတို့ကျဲချသွားတယ်ပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တော်တော်လေးကိုလူမဆန်တဲ့လောက်ရတယ်စိတ်ကိုစစ်နဲ့ညှိအောင်မတိုက်နိုင်တဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကတူထဲစီတော့အကြံဖက်စစ်ကောင်စီကိုကျွန်တော်တို့တိုင်းသားလက်နက်ကန်အဖွဲ့အစည်းတွေကယခုအချိန်မှသာမတိုက်ခိုက်နိုင်ဘူးဆိုရင်နောက်လာမယ့်နေ့တွေမှာလည်းဆက်လက်ပြီးတော့ခက်ပြန်ပြီးတော့တိုက်ယူရလိမ့်မယ်လို့ပဲဒီဗိုလ်မှူးကြီးတာပန်လက်ကတစ်ဆက်တည်းမှာသူပြောသွားတယ်ပေါ့နော်တစ်ဆက်တည်းမှာပြောရမယ်ဆိုသူပြောသွားတယ်ယခုလက်ရှိတိုက်ခတ်သိပ်ပိုင်းရရှိသွားတဲ့မြို့တွေကိုစစ်ကောင်စီထံပြန်မလွဲအားသည့်အပြင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်မြို့များကိုလည်းသူတို့အတိုင်းနိုင်ဆုံးကာကွယ်သွားမှာပေါ့နော်ယခုလက်ရှိမြေငလင်ကြောင့်မဟာမိတ်၃ဖက်ကအပြစ်ခရဆဲရေလို့တဲ့အချိန်မှာဖြစ်တော့တဲ့အတွက်သူတို့ကထိုးစစ်မစင်ပဲခုခံစစ်ကိုအဓိကအားထားတယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီကတက်လာပြီဆိုတော့သူတို့ကလည်းခုခံဖို့အဆင်သင့်ပဲလို့ပေါ့သူပြောကြချင်တာကတော့ဒါပေမဲ့စစ်ကောင်စီကအပြစ်ခရဆဲရေးကြီးညာပါတော့လဲယခုလက်ရှိနောက်ချိုမုံမိန်ကြောက်မဲ့အစရှိတဲ့မြို့နယ်များကိုလေကြောင်းတိုက်ခတ်မှုတွေနေ့စဉ်ဆက်တိုက်လုပ်နေတယ်လို့ပဲTNA ရဲ့ဗိုလ်မှူးကြီးတာပန်ကပြောထားတယ်ပေါ့နော်ကျွန်တော်တို့ဒီကနေ့တင်ဆက်တာကိုဒီမှာပဲကျွန်တော်ရောက်နားလိုက်ရတယ်ဗျကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကျေးဇူးပေးတဲ့လည်းကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးတွေအတစ်တည်းတန်းသိနိုင်ဖို့ကျွန်တော်ရဲ့ဘေးနားအကောင့်လေးကိုလည်းနှိပ်ထားပြီးတော့ကျွန်တော်မြတ်တန်ရခံရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျကရင်ပြည်နယ်ကော့ဂရိတ်တိုက်ပွဲမှာဗိုလ်ဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ကစစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့စစ်ကောင်စီဘက်ကလည်းစစ်လက်နက်ခဲယမ်းပစ္စည်းအများပြားကူညီပံ့ပိုးပေးနေရလို့ DKBA ခွဲထွက်အဖွဲ့နဲ့နှီးဆက်သူတွေကတာလွင်ထိုင်းမှုပြောပါတယ်ကော့ဂရိတ်ကျုံတို့အာရှလမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုအဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဟာမေလ၁ရက်နေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်ကော့ဂရိတ်ကျုံတို့တိုက်ပွဲတွင်ဗိုလ်ဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ကစစ်ကောင်စီတပ်ဘက်ကနေပါဝင်ကူတိုက်ပေးနေပြီးအဲ့ဒီလမ်းမိုင်းမှာရှိတဲ့စခန်းတွေကနေထွက်ခွာသွားဖို့ KNL ဘက်ကအတီးပေးခဲ့ပေမဲ့ဗိုလ်ဘီကလိုက်နာမှုမရှိဘဲဆက်လက်တပ်ဆွဲထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ကသူတို့ကိုကူညီတိုက်ခိုက်ပေးနေတဲ့ DKBA ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင်ဗိုလ်ဘီကိုစစ်လက်နက်ခဲယမ်းပစ္စည်းအများအပြားကူညီပံ့ပိုးပေးထားတဲ့အပြင်စီးပွားရေးအတွက်ဂိတ်စခန်းဖွင့်လှစ်တာတွေလုပ်ပိုင်ခွင့်စတဲ့အခွင့်အရေးတွေကိုပေးအပ်ခွင့်ပြုထားတယ်လို့လည်း DKBA ခွဲထွက်အဖွဲ့နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။လက်ရှိစစ်ရေးပြင်းထန်နေတဲ့တိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင်ဗိုလ်ဘီကသူ့ရဲ့တပ်သားအများအပြားကိုကော့ဂရိတ်ကျုံတို့စစ်စင်ရေးအတွင်းထပ်မံပို့ဆောင်ထားတယ်လို့သိရပါတယ်။ဗိုလ်ဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ဟာလက်ရှိမှာကရင်ပြည်နယ်ဖအံမြို့နယ်ကြောက်တလုံးဝင်းတရဲအနီးမှာဌာနချုပ်ဖြစ်ထားပြီးတပ်ဆွဲနေထိုင်က
ကော့ဂရိတ်ကျုံတို့လမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့အတူစခန်းချတပ်ဆွဲနေထိုင်တာတွေလည်းရှိနေတာဖြစ်ပါတယ်။ဘိုဘီဟာအရင်ကစစ်ကောင်စီကရင်နယ်ကြားဆောင်တပ် BGF တပ်ရင်း132ကတပ်ရင်းမှုတူဖြစ်ပြီးအဲ့ဒီနောက်မှာတော့ BGF ကနေနှုတ်ထွက်ကတိုးတက်သောဗုဒ္ဓဘာသာကရင်မျိုးသားတပ်မတော် DKBA ထံပြန်လည်ရောက်ရှိလာခဲ့ပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခဲ့သူတူလည်းဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်2023ခုနှစ်လောက်မှာဘိုဘီတို့ DKBA ခွဲထွက်အဖွဲ့ဟာအင်အားအနည်းငယ်နဲ့ဖန်မျိုးနယ်ကြာအင်းပေါ်တော်မူဆရာတော်ထံပြန်လည်ရောက်ရှိခိုလုံလာခဲ့ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရေးရယူထားတာလည်းဖြစ်ပါတယ်။